မင်္ဂလာပါနဲ့ပြည့်စုံကြပါစေခင်ဗျာစောထူ YouTube channel ကနေပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့စစ်ကောင်းဆောင်မြောင်းအလန်ဒုတိယအကြိမ်ကံကောင်းတဲ့အကြောင်းဖြစ်ပါတယ်စစ်ကောင်းဆောင်မြောင်းအလန်ဟာပဲခူးတိုင်းတောင်ငူမြို့နယ်စစ်စေးရုံအမတ်3နှစ်ခေတုမတီလီတာကိုတွားရောက်တဲ့အချိန်မှာပဲခူးတိုင်းကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KND တိုက်ရင်နှစ်နဲ့တမ55ပူပေါင်းတပ်ဖွဲ့တွေကစော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပါတယ်ပြစ်ခတ်တိုက်ခတ်မှုအတွင်းမှာတော့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကတ်တီလေးလွတ်မြောက်သွားကြောင်းသိရပါတယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာအိန္ဒိယနဲ့ပြန်လာတာရက်ပိုင်ပဲရှိသေးတယ်ပဲခူးတိုင်းကိုစက်တင်ပြီးတော့ဒဏ်ရာရရှိသူများကိုတွားရောက်ကြည့်ရှုတယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်တွားတဲ့တောင်ငူလေတပ်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတည်င်းရရှိတယ်ဒါကြောင့်ညနေ4နာရီအချိန်မှာစစ်ကောင်ဆောင်မင်းအောင်လှိုင်တောင်ငူမြို့သို့လာရောက်မယ်ဆိုတဲ့သတင်းထွက်ပေါ်လာတယ်ဒါကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကစော့တိုက်တုံး၄လုံးနဲ့တိုက်ခိုက်တယ်စော့တိုက်တုံး၄လုံးနဲ့တိုက်ခိုက်ပါတော့လဲစစ်ကောင်ဆောင်မင်းအောင်လှိုင်တေကံမရောက်ပဲဒုတိယအကြိမ်ထပ်မံကန်ကောက်တယ်လို့ပဲစစ်ဘက်တည်င်းရင်းမြစ်ကပေါ်ပြရေးထားတယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာလွန်ခဲ့သော6လကလည်းမန္တလေးမြို့ရိုးမှာလည်းတွားရောက်ကြည့်ရှုခဲ့တယ်အဲ့ဒီတည်းမှာလည်းမန္တလေး PDF တွေကလည်းစော့တိုက်တုံးနဲ့ပြည်တယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဒဏ်ရာရရှိမှုရှိသွားတယ်လို့ပဲသိရတယ်ဒဏ်ရာရရှိသွားတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကအိန္ဒိယနိုင်ငံမှာတွားရောက်ပြီးစစ်ကူတပ်မှုခံယူတယ်စစ်ကူတပ်မှုခံယူပြီးတော့2025ဒီဇင်ဘာလ25ရက်နေ့မှာစတင်ပြီးတော့တစ်ဖက်သားရွေးကောက်ပွဲကျင်းပတယ်တစ်ဖက်သားရွေးကောက်ပွဲကျင်းပပြီးအချိန်မှာတော့အိန္ဒိယနိုင်ငံကိုပထမဆုံးခီးထွက်တယ်အိန္ဒိယနိုင်ငံမှာအလူတန်းသွားလို့ပြီးပြန်လာတယ်ရက်ပိုင်းနဲ့ပဲကြာတယ်ပြီးတော့ပဲခူးတိုင်းတောင်ငူမြို့သို့လာတယ်ပဲခူးတိုင်းထဲမှာလည်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့လက်ပါစီဗျူစောထီးတဲ့ရဲတွေလည်းအများကြီးရှိတယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်လာမှာကိုလည်းသူတို့ကကောက်ွယ်ရေးတော့လုပ်ခဲ့ပါတယ်ဒါကြောင့်ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့တွေကအနီးကပြစ်ခတ်ခွင့်တော့မရှိခဲ့ဘူးပေါ့စော့တိုက်တုံးနဲ့ပြစ်တယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်တော်တော်လေးကိုကန်ကောင်းတယ်လို့ပဲပြောရတာပေါ့နော်သူ့မှာလည်းအကြီးအကဲတယောက်ဆိုတော့ဘော်ဒူလည်းရှိတာပေါ့ဒါကြောင့်သူကန်ကောင်းတယ်အမှန်ဆိုရင်အဲ့ဒီချိန်မှာကံမကောင်းပဲတည်သွားမယ်ဆိုရင်မြန်မာပြည်သူတွေဘယ်လောက်ထိပျော့မလဲဆိုတဲ့အတွေးနဲ့ကျွန်တော်တွေးမိတယ်ဒီနေ့ကျွန်တော်ဒီလောက်ပဲပြောချင်တယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဒုတိယကြိမ်ထပ်မံကန်ကောက်တဲ့အကြောင်းကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျတေကံရောက်မဲ့မင်းအောင်လှိုင်ဒီနေ့တော့ရောက်လာမယ်လို့လည်းကျွန်တော်ထင်ပါတယ်